သိပ္ပံဇီဝဗေဒနိုင်ငံရေးယုတ်တိဗေဒစာပေကိုချစ်တရားစတဲ့ဘာသာရပ်များစွာကိုလေးလာရေးသားခဲ့တဲ့ဒါသနာပညာရှင်ကမ္ဘာသမိုင်းမှာအကျိုးကျဆုံးစစ်ဘရင်တယောက်ဖြစ်တဲ့ Eric Zender ကိုပညာသင်ကြားပေးခဲ့တဲ့ဆရာတယောက် Aristotle ကို BC 384 ခုနှစ်မှာ Stagirus ဆိုတဲ့ Greece မျိုးငယ်တစ်မျိုးမှာမွေးဖွားခဲ့ပါတယ်။သူ့အဖေဟာနတ်ရင်းဆရာဝန်တယောက်ဖြစ်တာကြောင့် Aristotle ဟာငယ်စဉ်ကတည်းကသဘာဝဆေးပညာနဲ့သိပ္ပံဆိုင်ရာအကြောင်းအရာတွေကိုယဉ်နီးခဲ့ပါတယ်။သူငယ်စဉ်မှာပဲမိဘနှစ်ပါးစလုံးကွယ်လွန်သွားပြီးဆွေမျိုးအုပ်ထိပ်သူတွေနဲ့ပဲကြီးပြင်းခဲ့ရတယ်။သူဟာစာဖတ်ခြင်းမင်းများလေးလာခြင်းကိုအလွန်ဝါသနာပါတဲ့လူငယ်တယောက်ဖြစ်တယ်။အသက်18နှစ်လောက်မှာအာသင်စ်ကိုသွားပြီး Plato တီထောင်ထားတဲ့ Academy ကျောင်းမှာပညာသင်တယ်။ Plato ရဲ့တပည့်အဖြစ်အနည်း20လောက်နေထိုင်ခဲ့တယ်။ Plato က Aristotle ကိုအလွန်ထူးချွန်တဲ့ကျောင်းသားတယောက်အဖြစ်သတ်မှတ်ခဲ့တယ်။ Plato ကွယ်လွန်ပြီးနောက်သူဟာအာသင်စ်ကထွက်ခွာပြီးအာရှမိုင်းနာဘဲကိုသွားခဲ့တယ်။ Assos မျိုးမှာနေထိုင်ပြီးဒါသနာပညာသင်ကြားရင် Theseus ဆိုတဲ့မျိုးသမီးနဲ့လက်ထပ်ခဲ့တယ်။အာရှမိုင်းနာဒေသတွေမှာခီးသွားပြီးတဘာဝအပင်နဲ့တိရစ္ဆာန်တွေကိုလေ့လာခဲ့တယ်။ Lesbos ကျောင်းမှာပင်လယ်သားတော်ဝါနဲ့ဇီဝဗေဒဆိုင်ရာလေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ BC 343ခုနှစ်ခန့်မှာ Philip ဆန်းခင်က Aristotle ကိုဖိတ်ခေါ်ပြီး Eric Zender ကိုပညာသင်ကြားစေခဲ့တယ်။အဲ့ဒီအချိန် Eric Zender ဟာအသက်13နဲ့14နှစ်သာရှိသေးတယ်။သူက Eric Zender ကိုဒါသနာနိုင်ငံရေးသိပ္ပံနဲ့စာပေများသင်ကြားပေးခဲ့တယ်။နောက်ပိုင်းအာသင်စ်ကိုပြန်ရောက်လာပြီးရှေ့ Greece ရဲ့အကျိုးကျဆုံးပညာရေးဌာနတွေထဲကတစ်ခုဖြစ်တဲ့ Lyceum ဆိုတဲ့ကိုယ်ပိုင်ကျောင်းကိုတည်ထောင်ခဲ့တယ်။ကျောင်းသားတွေနဲ့လမ်းလျှောက်ရင်းဆွေးနွေးသင်ကြားလေးရှိတာကြောင့်သူ့အဖွဲ့ကို Peripatetic School လို့ခေါ်ခဲ့ကြတယ်။ Aristotle မတိုင်ခင်လူတွေကအတွေးခေါ်တွေကိုဆွေးနွေးကြပေမဲ့မှန်ကန်တဲ့အကြောင်းပြချက်နဲ့ဘလို့ကောက်ချက်ချမလဲဆိုတော့ကိုသူကပိုစနစ်တကျဖော်ထုတ်ခဲ့တယ်။အရင်ဆုံးကြည့်ရှုလေးလာပြီးမှကောက်ချက်ချဆိုတဲ့သဘောမျိုးနဲ့တဘာဝလောကကိုစူးစမ်းခဲ့တယ်။အပင်တွေတိရစ္ဆာန်တွေပင်လယ်သားတော်ဝါတွေရပေါင်းများစွာကိုမှတ်တမ်းတင်ခဲ့ပါတယ်။ Aristotle ရဲ့စာပေတွေဟာဒါသနာနိုင်ငံရေးစာပေဝေဖန်ရေးသိပ္ပံကိုချစ်တရားစတဲ့ဘာသာရပ်များကိုလွှမ်းခြုံထားတယ်။ဒါကြောင့်ဥရောပအရှေ့အလယ်ပိုင်းနဲ့တခြားဒေသများကတက္ကသိုလ်တွေမှာသူ့ရဲ့အယူအဆတွေကိုရာစုနှစ်များစွာသင်ကြားခဲ့ကြတယ်။ Eric Zender ကွယ်လွန်ပြီးနောက်အာသင်စ်မှာမက်ဆီဒွန်စကြယ်ရေးစိတ်ဓာတ်တွေမြင့်တက်လာတယ်။ Aristotle ဟာမက်ဆီဒွန်နဲ့နိစ္စသူဖြစ်လို့စော်ဆွဲခံရနိုင်တဲ့အခြေအနေဖြစ်လာတယ်။ဒါကြောင့်သူက Athenians တွေကိုဒါသနာပညာပေါ်ဒုတိယအကြိမ်ပြင်မှုမကျူးလွန်စေချင်ဘူးလို့ပြောခဲ့တယ်လို့ရှေးဟောင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒီနောက် Athens မှာထွက်ခွာပြီးChurch မျိုးမှာသွားနေခဲ့တယ်။သူပြောခဲ့တဲ့အတွေးခေါ်တွေသိပ္ပံဆိုင်ရာလေးလာနည်းတွေဟာနောက်ပိုင်းပညာရေးနဲ့သိပ္ပံဖွံ့ဖြိုးတိုးတက်မှုအပေါ်နှစ်ပေါင်း2000ကျော်တည်ရောက်မှုရှိခဲ့ပါတယ်။သူရဲ့အကြီးမားဆုံးထူးခြားချက်အရာရာကိုစနစ်တကျလေးလာပြီးအကြောင်းပြခြင်းနဲ့ရှင်းပြဖို့ကြိုးစားခဲ့တဲ့ပညာရှင်ဖြစ်ခြင်းပါပဲ။သူဟာ BC 322ခုနှစ်အသက်62နှစ်မှာကွယ်လွန်ခဲ့တယ်။ကောင်းမွန်တဲ့ပညာရေးဟာလူတယောက်ကိုသာမဟုတ်ပဲအနာဂတ်ကိုပါပြောင်းလဲနိုင်တယ်။သိထားတာနဲ့မလုံလောက်ဘူး။အမြဲတမ်းယူနေဖို့လိုတယ်။အသိပညာကလက်တွေ့ဘဝမှာအသုံးဝင်မှာတန်ဖိုးရှိတယ်။